ဟိုတော့ကိုစံမြတယ်မအေးလှတယ်လင်မယားနှစ်ယောက်ယောက်ျားဘာမှမလုပ်ဘူးကိုစံမြဒီတိုင်းထိုင်နေတော့မလားဘာတော့ဈေးလေးပါလေရောင်းတယ်ငါမှမရောင်းတတ်တာဟာကဲကျုပ်ပုတ်ရက်ပေးမယ်ပုတ်အကြီးတစ်လုံးသေးတစ်လုံးရက်မယ်အဲ့ပုတ်ကိုထမ်းပြီးဟောမတဲ့တဲ့မြို့သွားရောင်းမြို့လည်းငါမရောက်ဖို့ပါမိမရာပုတ်အကြီးရှိရထားပေးမယ်လေအဲ့ရှိရထားတဲ့အတိုင်းဆက်သွားအဲ့ဒါမြို့ရောက်တော့ပုတ်အသေးရနောက်ကဆိုရှင်မှားเสียမရှိပါဘူးအေးအဲ့ဒါမိမပုံတောင်းနှလုံးရက်ဒါက900ဟောတာက300အေးပါသိပါပြီပုတ်ကြီးရှိရထားအေးပါပုတ်ကြီးရှိရလမ်းပေါ်တင်ပေးလိုက်တော့ပုတ်ရှိအတိုင်းလိုက်သွားတော့မြို့မသေးကြဘူးလေမသေးကြမရှိတော့ရောက်ကိုရောက်အောင်ဒါမဲ့ကိုစံမြလမ်းရောက်တော့ဇရက်ပေါ်ခဏတော့နားအောင်မှဖြစ်မယ်ဆိုတဲ့အဲ့တော့နောက်လာတဲ့ဧည့်သည်ကပုတ်လှဲ့ရအပေါက်ကတစ်လက်ကြီးဆိုတော့ပုတ်လှဲ့ထားတယ်ကိုစံမြမသိဘူးနိုးလာတော့အကြီးကမြို့ရောက်တယ်ဆိုတော့ပြန်လျှောက်တော့ရွာပြန်ရောက်လာရွာရောက်တော့ရွာထိတ်ကြတော့ကြည့်တယ်အမမိမကမြို့နဲ့ပြောတာသူရွာထိတ်ကြတော့တို့နဲ့အတူတူပဲဟာတယ်ဟုတ်သားပဲ तू ကအဲ့ဒါနဲ့လဲသမားငါတာနဲ့တွေ့ရလဲသမားငါတာနှုတ်ဆက်တယ်ဘိုးဝိုင်းစံမြအမဒီကောင်လည်းတို့မြို့တာဆိုတော့တို့ကငါတာအတိုင်းပဲနွားနှစ်ကောင်လည်းငါတာအတိုင်းပါပဲအမလေးလောကအတုတွေရှိတယ်ဟုတ်သားပဲဟာတယ်အမ तू ကရင်းနဲ့ပြန်လာတယ်ရွာလေကြတော့လက်တဲ့တော်တုတ်နဲ့တွေ့ရဟဲ့စံမြဘယ်တော့အမဒီဘွားတော့ငါသိစားဟာစံမြလေဒီကခေါ်တာတန်းလို့ဒီပဲဗျခင်ဗျားတို့မြို့လာတာပဲဘယ်မြို့တော့ဟောဗျာခင်ဗျားတို့ဒီမြို့လေခင်ဗျားနေဘယ်သွားမလို့တော့ငါမှသားဖွားသွားမလို့ဟာမြို့ကမတ်တုတ်ကလည်းသားဖွားတယ်ပဲရွာကမတ်တုတ်နဲ့အတူပါပဲလားဟုတ်တာပဲလူတွေအတုပေါ်တယ်ဆိုတာဟုတ်တော့တယ်အိမ်ရောက်သွားရောအိမ်ရောက်တော့မိမနဲ့တွေ့တော့မိမကဟောပုံကြီးနှလုံးနဲ့ပြန်လာပြီထင်တော့ထင်သားပဲပေါ့ကိုစံမြဘယ်လိုဖြစ်တာတော့အမကြည့်တယ်ဒီမိမနဲ့ငါမိမနဲ့ခက်စင်ပဲနှခမ်းထော်တာလဲတူတယ်မျက်ခမ်းဆက်တာလဲတူတယ်သွားနှချောင်းရှေ့ထွက်နေတာလဲတူတယ်အဖေခတ်ဘာတော့ရှင်ဘယ်လိုလုပ်နေရတော့ဟာအေးလှတောင်အတုပုံနေပါဦးလားမိမငေါက်တော့ငေါက်တာချင်းလဲတူတူပဲဗျာငေါက်တာတောင်အတုရှိသေးဗျာထားပါတော့စိတ်မရှိပါနဲ့ဗျာကျုပ်ကဟောလက်ပံကုန်းရွာကပါအခုဟောဒီမျိုးခမရတို့မျိုးပုတ်လာရောင်းလာပါဗျာအဲ့ဒါခမရကကျုပ်စိတ်တော်မဆုံးနဲ့ကျုပ်မိမနဲ့တူးနေလို့ကျုပ်ကအဲ့ဒါဟောတော်ကိုစံမြအဲ့ဒါကျုပ်ပဲဟောတာလက်ပံကုန်းပဲကဲအဲ့ဒါကြည့်တော့လောကအတုများပိုးချက်တော့ဗျာကျွန်တော်တို့ကတခါလေကြာရိုးတော့လေအတုမှအစစ်မှမသိဘူးနော်အဲ့ဒါကြောင့်ကျွန်တော်တို့ကတခါလေအတုနဲ့အစစ်လက်ခွဲခြားတတ်ဖို့လိုပါတယ်